3 ပွဲလုံးရှုံးနေပြီငါခုဘာပြောမှမသိတော့ငါအကြံနေလဲကုန်ပြီဒါပဲငါအကြံအခုကအကြံဖြစ်နေတာမဟုတ်ဘူးလေကွာမင်းတို့ကလည်းမင်းတို့နေတိုင်းထွေးနေတယ်ကွာမင်းတို့ဒါတွေဘာတွေလဲမင်းတို့ငါတို့တေချာထွေးနေတယ်လေနေတိုင်းငါတို့ဒီဟာပဲငါတို့ရိုးရှင်းလေးတွေပဲငါတို့သွားဖို့လုပ်တာမင်းတို့ဘာမှမလုပ်နိုင်ဘူးဟုတ်ပါတေချာတူတူရပါလားအမှုဘာလို့ရှေ့ရပွဲတင်တိုင်းငါတို့မင်းကိုမမြင်ရတော့တာတော့โอเคဂျိုရှူမင်း ready လုပ်မယ်နော်ဂျိုရှူဒူဝေးအကုန် ready လုပ်မယ်အာမက်တရားလို့အကုန် ready လုပ်မယ်ခြေနေမကောင်းဘူးဆိုရင်ငါအကုန်ချက်ချင်းပြန်လဲပြင်ပါနော်မိန်ဒူတို့အကုန် ready လုပ်မယ်နော်နောက်တန်းတွေအကုန် ready လုပ်မယ်နော်လောက်ပါငါတို့1စီးပဲရှိတယ်ငါတို့ပြိတ္တိအတန်နားထောင်ကြည့်နေမှာကြည့်သူတို့မင်းအဝေးကနေလာပြီးတော့မင်းကြည့်နေရတာမင်းတို့ကောင်းတွေကိုမင်းတို့အဲ့လို performance တွေလုပ်ကြတော့လုပ်ပြီးတော့မင်းပြိတ္တိတွေကတန်တော့မလို့လေးစားစမ်းမှာလာကြည့်တဲ့သူတွေမင်းတို့လေးစားစမ်းမှာတေချာလို့ဆိုမှာမင်းတို့no ဒီဟာအကုန်ပဲရှောက်မပြောနဲ့ကြောက်ဒီဟာအကုန်ပဲရှောက်မပြောနဲ့မင်းတို့ဒီချက်ပို့လုံးနေတယ်ဒါကြောင့်ငါတို့ကမင်းတို့ပတ်ထန်ပေးဂိုင်းပေးပြီးဝယ်ထားတာအမ်ဘူမင်းဒုတိယပိုင်းဂိုးမရမင်းတွေ့ပြီအလုံးမအမ်ဘူမင်းတွေ့ပြီနော်သွားမယ်တော့ဒုတိယပိုင်းဂိုးမရမင်းတွေ့ပြီ